လာပါကျွန်တော်ကဆရာဝန်စာရေးဆရာဧကဝဒေါက်တာချစ်ဖြစ်ပါတယ်ကျွန်တော်ကဒီ journal တွေသတင်းစာတွေကျမကြီးဆိုရင် hair care တို့ hair update တို့ပြီးတော့ဟိုပါပေါ့နိုင်ငံရေး journal ဆိုရင်လည်း news day new ကိုဟဲ journal democracy journal စံတော်ချိန်ပြင်မှာအုပ်စုံနေတာပဲအဲ့မှာစောင်းမတွေကိုတောက်လျှောက်ရေးလာအဲ့ဒီစောင်းမကြီးအခုလောဟိုပါပေါ့ပုတ်ပြီး2400ကျော်လောက်ရှိတယ်အဲ2400ကျော်ထဲမှာနေပြီးတော့ကောင်းတဲ့စောင်းပါတွေပေါ့နော်နိုင်ငံရေးစောင်းပါဆိုရင်စောင်းနှုတ်ထွက်ထားတယ်တခုကဘာလဲဆိုရဲဟိုပါပေါ့ဒီယနေ့ကလည်းရန်ကုန်မြို့ရဲ့အဖြစ်အပျက်အဲဒီအကြောင်းကိုခေါင်းစည်းတက်ပြီးတော့ရေးထားတဲ့စာအုပ်ရဲ့နောက်ပြီးတော့စေလောကမှာအတွေ့အကြုံဆိုတော့ဟိုဟာတာရတာပေါင်းဆက်ပြီးရေးထားတဲ့စာအုပ်ရဲ့နောက်အမျိုးသမီးတွေဆိုရင်စီးနဲ့ကြောက်ကအမျိုးသမီးတွေဟိုပါပေါ့အမျိုးသမီးတွေဆိုရင်တာဖော်မီရယောဂအစာရည်နဲ့ဦးလန်းကြောင်းနောက်စီးနဲ့ကြောက်ကအဲ့လိုစောင်းပါးတွေအားလုံး9ပုတ်စာအုပ်9ပုတ်ထွက်လာတယ်အဲ့ဒါလေးတွေကိုနောက်ပိုင်းမှာနော်အမှတ်တရလေးဖြစ်အောင် YouTube မှာဒီစောင်းပါးမှာပါတဲ့အချက်လက်လေးတွေကိုနားလေလို့ရအောင်နော်ရှင်းပြထားတာလေးတင်မယ်စိတ်ပါဝင်စားတဲ့ဆိုရင် like and subscribe လုပ်နော်ကိုဘုလူတာရတာပေါ့အခုစေလောကမှာဘာဖြစ်နေလဲဆိုတော့တခါကြတော့ဒီအချင်းချင်းပေါ့နော်ဆရာဝန်မဟုတ်တဲ့သူတွေကနေပြီးတော့ဘာမလဲစေပညာနဲ့ပတ်သက်ပြီးတော့သူပြောတယ်နောက်ပြီးတော့တချို့ group တွေမှာဆိုရှင်လည်းဟိုပြောထင်ကြီးနဲ့ပြောတာလေးရှိတာပေါ့နော်အဲ့လေးတွေကိုကျွန်တော်တို့ကတော့ဟိုအမှန်တိုင်းပေါ့နော်ဒီလက်တွေ့ကိုလည်းကုနေတာဆိုတော့နော်အဲ့ဒီတွေကိုပြောပြပေးမယ်နော်အဲ့ဒီကိုsubscribe နဲ့ like လုပ်တာပါနော်တခါမှအဲ့လိုမလွှင့်ဘူးဘုကတော့လွှင့်မှဖြစ်တော့မယ်နော်အဲ့ဒါကြောင့်ကျေးဇူးတင်ပါတယ်နော်